လေးတိုင်းဟိုအခုနည်းနည်းလေးအတန်ပြတန်းကွာအခုစာလေးတစ်ပုတ်လောက်ရွတ်ချင်လို့မင်းအဲ့အတန်လေးကြာငါနားထဲမှာဟိုစာလေးတစ်ပုတ်လောက်ရွတ်ချင်လို့ဟုတ်ပြီအဘကငွေရှာတေးရာကငယ်သားအကောင်းလားမတည်ရင်ချောင်းမဲမမှန်နဲ့ပေါင်ပြက်ကများတာအထက်ကအဖတွေကတော့ရွေးကောက်ပွဲနဲ့ထွက်ပေါက်ရှားနေကြတယ်အောက်ကငယ်သားတွေကတော့အကုန်ပေါင်ပြက်ကုန်ပါရောလား50နဲ့100မသားကနေတိုင်းစစ်ကောင်စီတက်အစုပ်ပြုတ်ဖို့လာပိုင်းဟုတ်တယ်ဟာဘုမိုက်လိုက်စာတပုတ်ရွတ်ပြအောင်မယ်အမအခုဒီဟာလေးကိုမိုက်နေဩမင်းကကွာမိုက်ဆိုကွာမင်းတိုင်းကြော်ဆိုတာမင်းအခုမှဖြစ်လာတာမင်းတို့တဲ့ရင်မင်းအဖေခစ်တရားငါစာရေးစားဇက်ကစားလာတာခင်ဗျားတက်ဘယ်လောက်မှုလဲ16နှစ်လေကွာမင်းရတယ်နေ့လေ16နှစ်ရမှာလားရုပ်ကြည့်တော့တွေးဆုံးနေ16နှစ်လားလို့ဒါမှမဟုတ်မင်းနောက်ပုတ်ထက်ရွတ်ပြမှာငါရေးထားတာလေတော်တော်မိုက်တယ်မလေးမတော့နားတော့ကြည့်လိုက်တခိုးအော်တန်ဇိုးကြောင့်လက်နိုးလှုပ်ရှားဖန်ဆီးထားကြောင်းတရားရုံးတွင်အမှုတင်၍မျက်မြင်တက်တည်ထွက်ဆိုပေသည်လူတွေဝိုင်းအောင်မြင်ကြပုံမှာဆောင်းချုံသူပုံလှမ်းကြည့်တုံးကပခုံးပေါ်မှာအပွင့်တွေနဲ့ဟာထင်တော့မထင်တော့ဘူးဆက်ဖြစ်ရကောင်းလာပြီလားဒီလိုစားနေကြပြားတွေခင်ဗျရေးနိုင်နေပြီဟာပရိကုံမောင်စိန်မသိလားမသိပဲနေပြီလားကြပြားဆရာပရိကုံမောင်စိန်ဝဲမသိပဲနေပြီလားအေးအဲ့ဒီမောင်စိန်ဝဲဆိုတာအရင်တော့ဘောပင်လေးကိုနားကြမှာထိုးစာအုပ်လေးခါကြမှာလိပ်ပြီးတော့ငါရှိလာပြီးတော့ဆရာဆက်ရကျွန်တော်ကိုကြပြားရင်းကြီးလေးတင်ပေးပါဆိုတော့တင်လာတာမောင်စိန်ဝဲပရိကုံငါတပည့်ခင်ဗျဘာမှနေရဟမ်ရေကြီးအတော့မှာတော်တော်ဝေးတယ်ပတိကုန်းနဲ့ဟိုကပြည်နဲ့အေးအောင်တိုင်းနဲ့တော်တော်ဝေးတယ်ဟုတ်မှလောက်ပါမင်းကအဲ့ဒါပြောတော့မဟုတ်ဘဲနဲ့မင်းပြောပါမလားကွာမင်းကတိုင်းကျော်မင်းရတယ်မောင်စိန်ဝင်းပတိကုန်းဟာငါတပည့်ငါ့ကိုဆရာဆက်ဆိုခေါ်လာတာဆရာဆက်ဆိုပြီးခေါ်လာပညာလာယူတာဘောမလေးကိုနားကြထိုးမယုံခင်ဗျကြိတ်မယုံအဲ့ဒါပြောရှေ့လူကြီးတွေပြောတာမကြားဘူးလားအဲ့လိုကျိန်နာဟာလိန်နာနဲ့အတူတူပဲတဲ့ကျိန်နဲ့ဆိုတာလိန်နာငါမလိန်ဘူးလေငါမလိန်နဲ့ဆိုမကျိန်ဘူးမယုံကျိန်ဒီကြပြားလေးစားတယ်ခင်ဗျာရေးတာဆိုကျိန်မဟုတ်ဘူးခင်ဗျာကျိန်ရင်လိန်လို့ဖြစ်သွားမယ်နော်ကျိန်နာကလိန်နာနဲ့အတူတူပဲလိန်လို့မကျိန်ရတာလေလိန်လို့မကျိန်ရတာပေါ့မကျိန်ရတာမဟုတ်ဘူးငါပြောမယ်ကျိန်နဲ့ဆိုတာမကောင်းခင်ဗျာကျိန်လိုက်တာနဲ့ကန်နှင်းတဲ့လူကခံရလိမ့်မယ်နော်တကယ်လို့ဒီစားလေးကြပြားခင်ဗျာရေးတာမဟုတ်ဆိုဒီကထသွားတယ်ငွေကြိုက်ဟောလောက်ပြန်ပြီငွေကြိုက်မလောက်နဲ့ကန်နေခံရမယ်မင်းငါတော့အဲ့လိုမပြောဘူးမင်းနဲ့ငါနဲ့တလေရစစ်တီးငါမွေကြိုက်တော့မင်းမခံသားဘူးဆိုင်ပါဘူးမဆိုင်ပါဘူးကျွန်တော်အခန်းထဲမှာနေခဲ့မှာခင်ဗျားတို့သွားဒုက္ခပဲအဲ့ဒါဆိုလို့ရှင်ကားတိုက်ဒီကြပြားခင်ဗျားရေးတာမဟုတ်ကားတိုက်ဘယ်သူမှမပြောနဲ့အဲ့လေအဲ့ဒီကြပြားအမှန်တော့ရေးထားတာတရားဘယ်သူလဲမောင်မိုးဝင်ရေးကြီးပြောထင်းတယ်အဲ့ဒါကြောင့်ဆရာမိုးရေးထားတဲ့ကြပြားဆိုတာထင်းတယ်ခင်ဗျာအဲ့လိုမလုပ်နဲ့ကျွန်တော်ပြပြမယ်ကျွန်တော်ရေးထားတဲ့ကြပြားနော်ဒီမှာကျွန်တော်ရေးထားတာဖတ်ပြမယ်ကြပြားဆိုတာဒီလိုရေးရတယ်လုံးသူ့ကိုသူအစိုးရလို့ရှိုးပြတယ်မင်းအောင်လိုက်တိုင်းပြည်ကရေတွေမြုပ်တော့ငုတ်တုတ်ကြီးထိုင်ပြည်သူနဲ့သူမဆိုင်နေနိုင်တဲ့တမရရှုံးမဲတာကဘုံကျဲကလူတွေတက်တယ်စစ်တပ်ပြီးစားတဲ့ဟာဟုတ်လားဟုတ်ဆိုတိုင်းကျော်လေဟာမိုက်ကွာအဲ့ဒါမင်းရေးတာဟုတ်တယ်လေဟဲတကယ်မင်းရေးတာဟုတ်တယ်အဲ့ဒါဆိုကြိတ်
ကျင်းစရာမလိုပါဘူးညီကိုတွေကို မင်းငါတော့မင်းချိန်ခိုင်းနေတာမင်းရေးတာအမှန်ဆိုမင်းချိန်တာလေမင်းချိန် ရတယ်ကျင်းလို့ရတယ် ချိန်လိုက် ကျွန်တော်ဒီကဗျာကျွန်တော်ရေးတာမဟုတ်ဘူးဆိုလို့ရှိရင်မရောက်နိုင်သေး ပေးမဟုတ်လို့ကွာမင်းကိုချိန်ခိုင်းတာလေမင်းချိန်မင်းအောင်လည်းမဟုတ် ကျွန်တော်သိလို့ရှိလို့ရှိရင်ပြည်သူတွေကဝမ်းနေမယ်မရောက်နိုင်သေးရင်ဝမ်းတာမယ်လေ မဆိုင်အဲ့ဒါတတကနအခုကမင်းကဒီကပြောမင်းရေးတယ်ဆိုလို့မင်းရေးတာအမှန်ဆိုချိန်အဲ့ဆိုပြန်ချိန် သူ့ကိုသူဆိုးရလို့ရှိုးပြတယ်မရောက်နိုင်တိုင်းပြည်ကရေးတွေလို့တော့ငုတ်တုတ်ကြီးထိုင်ကျွန်တော်ရေးတာလေ အေးအဲ့ဆိုမင်းရေးတာဆိုရင်ငါတော့မယုံဘူးအဲ့တော့မင်းချိန်ပြမင်းချိန်မှငါယုံမယ်လို့ချိန် ကျွန်တော်ရေးတာမဟုတ်ဘူးဆိုရင်ဇော်မဲလုံးမူချုပ်ပြစ် မဟုတ်ဘူးမင်းကိုချိန်ခိုင်းတာလေမင်းဇော်မဲလုံးကငါချိန်ခိုင်းတာမဟုတ်လေမင်းကိုချိန်ခိုင်းတာလေ ကျွန်တော်ရေးတာမဟုတ်ဘူး ထင်တော့ဘယ်သူတော့ ခင်ဗျားရေးတဲ့ခင်ဗျားဆောင်းတော့ရွတ်တဲ့ကြပြနဲ့တော့မတူဒီကြပြဆရာနောက်တည်း ဘယ်သူတော့ မောင်မိုးဖွင့်ရေးကြီး တူတူပဲလေကွာ တူတူပဲလား တူတူပဲလေ ဆရာမိုးကြပြ ဟိုအေးကွာကောင်းတယ်နော်ဆရာမှုကပြတကယ်ထိတာငါကြိုက်တယ်အဲ့ဒါကြောင့် ကျွန်တော်လည်းကြိုက်တယ်ဘယ်သူမှတော့မပြောနဲ့ဟိုကောင်ဒီမသိစေနဲ့ ငါအခါအတန်းနဲ့အခါနဲ့ငါခိုင်းနေတာတတ်နေတယ် ဟေးဟမနေသားမအောင်ဟမညီကိုနဲ့ပါအန်ယူဂျီနဲ့ဟမ်မင်းအောင်နိုင်လို့ပဲဗာလေးဖြစ်နေကြ နင်းစီနဲ့မရောက်နိုင် ရှာလို့ကိုကြီး ဟမဗာလေးလောက်နေကြတယ်မတွေ့ရလဲကြားတယ် ဟိုဟာညီလေးတိုင်အကိုပြဲတဲ့ အခုပြဲတာတော့ ဒီလိုဖျက်ဆွဲဖျက် ဘယ်လိုပြဲခိုင်းလဲ အကိုပြဲညီလေးတိုင်အကိုပြဲတဲ့ညီလေးမဒါလေးတီးကျင်လို့အကိုပြဲကြပြားလေးတစ်ပုတ်တော့ရွတ်ပေးပါတဲ့ဒါနဲ့ရွတ်ပြတယ် ခင်ဗျားမဟုတ်ပါဘူးကိုစက်ပြခင်ဗျားပဲတီးခိုင်းပြီးတော့ခင်ဗျားတွေကွာငါ ခင်ဗျားတွေရွတ်နေတာ ပညာဖလဲနေတာ ဩပညာဖလဲနဲ့ တို့နားမလဲပါဘူးအဲ့ မကြီးနဲ့ဒီမှာကြပြလောကမှာကြပြဆရာဟိုရာကြားဘူးလား ဖဲတာ ခင်ဗျားဆရာဟိုတာစောင့်ကြည့်ခင်ဗျားဆရာဟိုတာ အဲ့လေကြပြဆရာဟိုရာဆိုတာကြားဘူးလားလို့ မကြောက်ဘူး အဲ့ကြောင့်မို့ကြပြဆရာဟိုရာကြားဘူးလား ဟောမကြောက်ဘူးလို့ အခုမကြားဘူးရင်ကြားဘူးပါလေ ခင်ဗျားဆရာဟိုတာဆိုတာရှိလားတော်တော်ကဟိုတာ ကြပြဆရာဟိုရာဆိုတာအဲ့ဒါကြောင့်မို့ကျွန်တော်လည်းကြားဘူးပါတယ်အညီလေးပြော ကျွန် တာ တော်အတူတူနေပြီးတော့သူနဲ့နီးကပ်တုံးနေတာဒါပေမဲ့အခုမှသူပြောမှအခုမှကြားဖို့ကြပြဆရာဟိုတာ အဲ့ဒါကိုပြောတာတက်ငယ်စကားတက်ကြီးကြား အေးလို့ အဲ့ဒါကဟုတ်ပါဗျာ နော်သူတို့ရှေ့မင်းနောက်ပြီဒါပေမဲ့အခုခေတ်ကာလမှာပေါ်လာတာ ဟိုတာရဲ့ခင်ဗျာနော် အေး ဟိုတာ ဟိုရာကြပြဆရာဟိုရာ ဟိုဒါအေး ဟိုတာကာယနဲ့လေ ကာရနာဟုတ်တယ် ခင်ဗျာဟိုတာဒါပြားတာတို့ ဗျာသာကျင်စိုးတက်လူပြိုဆောင်ဖို့တဲ့ ဟာမိုက်လိုက်တာ ဆောင်ဖို့ကကျင်စိုးတက်လူပြိုဆောင်ဖို့ စောင်း ပြ စောင်း ပြဖြစ်ကိုစောင်းပေါက် ဆောင်ဖို့ စောင်းခေါင်းနေလေးခေါင်းနေလေး အဲ့ဥစ္စာကြနည်းနည်းဟိုဟာဖြစ်သွားတာဒါ ခင်ဗျာဆရာနာမည်က ဟိုရာ မကြောက်ဘူးကွာဟိုတာ ကြပြဆရာဟိုရာကျင်စိုးတက်လူပြိုဆောင်ဖို့ အော်ဒီတို့နားထောင်ကြည့်တော့ မိန်းမလိုခြင်းတက်ထဲဝင် อืม မရခင်ဇက်ကြားရှေ့တန်းသွား ဩ မယားလက်ကြံမဲဖောက်ရံမဲကံမလဖရန်ကြွ ဟာ မရအဆုံးသိငိုင်းကုန်တဲ့ ဟာရဖာတယ်လည်းပါတယ်နော် ဟာတယ် အဲ့ဒါကြပြဆရာဟိုရာကြားဘူးလား အဲ့ဒီကို ဟို ရာ တာကွာဟိုတာဆိုတခါတော့ဗာလဲမိမလူချင်း မိန်းမလိုခြင်းတက်ထဲဝင်တဲ့မရခင်ဇက်ကြားရှေ့တန်းသွားမယားလက်ကြံကြံခဲ့တဲ့မယားလက်ကြံမဲဖောက်ရံ မဟုတ်ပါလေ မဲကံမလဖရန်ကြွ အဲ့ခါဖရန်ကြွ အေးမယားအဆုံးသိငိုင်းကုန်တဲ့ အော်နောက်ဆုံးသွားမယ်မိုက်တယ် ခင်ဗျာဆရာဟိုတာဆိုတာတခါမှမကြောက် အေး ဒါပေမဲ့ဒီကြပြတော့မိုက်တယ်ကြပြဆရာဟိုတာရဲ့ အဲ့ဒါပဲလေးလာပါတင်းပါဆိုတော့လေ မဟုတ်ရမကြောက်မကြောက် ညီလေးတိုင်း ပြော ဒီကောင်ငါတို့အထာလာလုံနေတယ်သူဟမ် ဟုတ်တယ်ဟိုတာတို့တခါမှမကြောက်ဘူး ဗျာကြပြဆရာဟိုရာဆိုတာမရှိဘူးနော်ကြပြဆရာဟိုရာဆိုတာမရှိဘူး ကြပြဆရာဟိုရာရေးရတာ အေးအဲ့ဒါဘယ်သူရေးတာတော့ပြော အမှန်တိုင်းပြော အမှန်တိုင်းပြော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  ကြပြဆရာဟိုရာရေးထားတာ ညီလေးတိုင်း ပါဘူးဘဲတာလဲလို့ ကြပြ ကြ ဆ ပြ ရာ တော့တော်တော်ကောင်းတယ်အဲ့ဟိုတာကိုပြောပြဘဲဟိုတာလေလို့ ဟိုဘက်ကလေ ဘယ်ဘက်ကလဲတွန်းလေးဘက်ကလား တွန်လေးဘက်ဟိုရေပေါ်တဲ့ဘက်ကပဲ ဟောရေများ မင်းရတယ်မွေးလိုက်တာ ရေပေါ်မှာများမှာပေါ့ အတုတ်တို့မောင်းလာတော့ ဆရာမိုးကြဗျာဗောမမိုးကိုကြီးတယ် အေးသူ့နာမည်မေးနေလို့ဟိုရာဖြစ်လာခေါ်တာ
နာမည်ကျော်ကြီး အေးမောင်မိုးပွင့်ဟိုရေနောက်ဆိုလား ရေကြီးမောင်မိုးပွင့်ဂုသကွင်းပဲရေကြီး အေးဟုတ်ပြီဟုတ်ပြီ အော်ကြပြနဲ့ပတ်သက်ရင်ကြတော့ကျွန်တော်ကဆရာကြီး ဟုတ်လားဗျာ ကိုကောင်ကိုလက်တန်း ဟိုတာတော့မဟုတ် ခါ ဘူး ကြချေပါတန်းလားလာမလုံးနဲ့ မင်းလေ ဟာနာမည်ကိုကြီးတို့ထဲမှာကျွန်တော်အငယ်ဆုံး အေး ဟုတ်တယ်နော် ဟုတ်တယ် နာမည်ဝအောင်မန်းညူနော်တချို့ကကြတော့ရဲဘော်ညူလို့ခေါ်တယ် ဟုတ်တယ် တချို့ကကြတော့ညူကျော်လီလို့ခေါ်ကြတယ် ဟုတ်ပါတယ် မင်းကနာရေးစာရွက်ကရှည်တော့မှမင်းအောင်လိုက်လို့ မ ဖြစ် ဟုတ်ကျွတ်ပြမယ်ကျွန်တော်လည်းကြပြလေး တယ်ရွတ်စမ်း နော်တွေ့သွားမယ်ကြိုက်သွားမယ် အေးလောက်စမ်းရွတ်စမ်းအဲနားစင်မယ်ကွာ ဒါရေးတာ3ည အော် နော် 3ရက်တောင် ဟုတ်တယ်ဗျာဒီကြပြရေးဖို့တော့3ရက် အိုးခမရရေးတာ3ရက်တောင်နဲ့ ဟုတ်တယ် ဟိုတာနဲ့မဆိုင်တော့ဟိုတာဒီလို ကျွတ်ပြမယ်နော်ကျိုးဆွဲကတန်းရွှေကနေတာကကျင်ဆုံးစိုင်းစရာဝမ်ကြီးရဲ့ဘေတိကကျိုးကြက်လိုက် မိုက်တယ်ကွာပြန်ရွတ်ကြကြပါဦးပြန် ကျိုးဆွဲက တန်းရွှေ တန်းရွှေကျူးသွဲ ကနေတာကကျင်ဆုံး ကတာချင်းဆိုး စိုင်းစရာဝမ်ကြီးရဲ့ ဝိုင်းကြီးဆိုတာဟိုကောင်း တ ကြီး ရုတ် တရုတ်တရုတ် တရုတ် ဘေတိကကျိုး ကောင်းတာဗောဖို့တပင်ဗော အေးဟိုကဘေးထိပါနေတာဟို နော်ဟုတ်လား ဘေးထိ မ ပါ ယုံသေးဘူးနောက်တစ်ပုတ်လောက်ဆက်ရပြယုံမင်းကြီးတာ ဟာလုံးဝကျင်းနေပဲဆက်ရွတ်ပြ 3ရက်ကျော်ရေးထားတာတူတူလေး3စက္ကန့်နဲ့ပြီးသွား အဲ့လိုရဖို့တော့ဘာလို့ရေးရတာ ဟိုတာထက်ဆိုင်တော့တော်သေးတယ်ဒီကဗျာဟိုတာထက်ဆိုင် ကျွန်တော်နောက်တစ်ခါရေးတယ် အခုခင်းနိုင်ညီလေးပေါ့နော် Facebook မနိုင်ပြန် အဲ VPN တူရန်လို့ကြွအများတူမနိုင်တော့ကြည်တိုင်းကိုမီးနဲ့ရှို့တယ်ခွေးတို့ဘူချုပ် ဟာ ဒါလည်းမဆိုးဘူးဟိုတာပဲဖြစ်နေ ဟိုတာလည်းမဆိုင်ဘူးလို့ ခွေးတို့ပို့ချုပ်တယ် 3ရက်ကိုဒီနှစ်ပုတ်ရထားတာမနေရေးတာဟောကျွန်တော်ရေးထားတာဟော မယုံကြိတ် ဟမ် ကြိတ်လို့ ဟုတ်ကြံ မင်းပြေးတာဆိုလို့ရှိရင်ကြိတ်ရရမှာ ဟာကျွန်တော်မကောင်းဘူး ကြိတ်အဲ့ဒါကြိတ်မှာ ကျွန်တော်မအောင်ရှောက်မချိန်နဲ့ညီလေးက တကယ်လို့မင်းရေးထားတာမဟုတ်ဘူးဆိုရင်မင်းကြိတ် ဟာကျွန်တော်ကားမောင်းတာကျွန်တော်ချိန်လို့တခုခုများဖြစ်အပေါ်တော့အကုန်တွဲလျက်ဖြစ်မှာ မင်းမောင်းတဲ့ကမစီ မင်းမောင်းလည်းငါမစီးတော့ဘူးအဲ့ဆိုမင်းကြိတ်မင်းရေးခဲ့တဲ့ကြပြဆိုရင်တကယ်လို့မင်းရေးခဲ့တာမှန်လို့ရှိရင်ကဲငါဥပမာ အဲ့လိုချိန်မယ်နော်ဒီကပြကျွန်တော်ရေးတာမဟုတ်ရင်ကျွန်တော်မိမ9ယောက်ရ ဟာတယောက်တည်းတော့ဝါမကျိုးနိုင်ပဲဘာမင်းမ တယောက်တည်းတော့တက်တိုင်း လူကြီးတော့ တယောက်တည်းတော့ ကဲလို့ကြိတ်မင်းကြိတ်အဲ့မင်းရေးတာ ဟာဟုတ်တယ် ရှောက်ပြောနေတာကွာဟဲ့ဟိုတာပဲဖြစ်နိုင်တယ် ဟုတ်တာအဲ့ဟိုတာပဲ ဟုတ်တယ်မလား အဲ့တူတယ်ကျွန်တော်လည်းအဲ့ဟိုတာပဲ အဲ့ဆိုဆရာမမိုးပွင့် ဟုတ်တယ် ဟုတ်တယ်မောင်မိုးပွင့်ရေးကြည့် ဟုတ်လားတယောက်မှကြပြလဲရေးတတ်တာမဟုတ် အေးတို့ကကောင်းကောင်းလေးအဲ့လိုမျိုးဘာကောင်းနေလဲနားလေးမြည်ရပဲ ဘာလဲကွာဘာလဲကွာဒီ ဘာ မှာ လဲကမလုံးနဲ့ ဘူးရောက်လာပဲ ဟဲ့မြင်းလက်ပြပြီးပြန်လာလားမြင်းလက်အိုးထုတ်နေဟုတ်ပါ မင်းလောက်တော့ ပြီးပါ ဟာလားဟတာဟတာဟတာ ဟိုတာ ဟုတ်တယ်နော် ဟတာ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  အဲ့ညီလေးတိုင်းဟုတ်တယ်အဲ့ဒါညီလေးတိုင်းဟုတ်တယ်ညီလေးပို့လို့ရတာဟုတ်တယ် ဟုတ်တယ်နော် ဘာလာလောက်တာလဲလို့ဒီမှာတော့ငါတို့ညင်းနေ ဒီမှာရှောက်နေပြီ ငါအိတ်နေတာကွာအိတ်နေတာဟိုကောင်လေးဘေးနားမှာဘာကုချီကုချီပဲစောရောက်မလို့တဲ့ငါဘေးတော့ရောက်ပါလေ ဘယ်တော့မရောက်ဘူး မင်း ကြောက် မလေးနဲ့စကားပြောလို့ပြောမှမသိဘာကောင်းမလဲတို့အဲ့လို ဘာလဲငါတို့တန်ဖိုးကြည့်လိုက် တော့ကို တမိုးရှိတာကြားတယ်ငါကြားတယ် စကားရေပေါ် အေးအခုဒီကပြငါရေးတာမဟုတ်ရင်နော်ကျူကျူလာနဲ့ငါနဲ့ညားကွာမင်းအောင်လိုက်မိမ့်ပိုင်ငါနဲ့ညား ညကြပြတော့ထုတ်တယ် ဘယ်ကပြတော့ နော်မင်းတို့ကပြလေးရေးတာကိုရေးတာမဟုတ်သူများကပြဖတ်နေတာမလား ဟာဟိုတာရေးတာလေ မင်းဟို ဟိုတာရေးတာလား တော့ရ လူစရာရှားလို့မင်းအောင်လည်း အာတူတူကလည်းရကွာကြာတော့ ဆရာကြီးကွာမျိုးမကောင်းနေ မျိုးမကောင်းတဲ့ကဟိုကပူမှာ ဒါရနေလက်ကြီးတာ ခွေးတယ်ဝင်လို့ ဟိုကပူမှာဘာပူမင်းတို့ကပြလေးမလား ဒီမှာဟိုတာနဲ့တော့ရှင်းလို့မနိုင်တဲ့ဥစ္စာ ဘာ မင်းကဘာဟိုတာ ကပြလေ ငါအဟွာပူမှာလေ အေးမိမယူရင်တက်ထဲဝင်ရခင်စကြရှေ့တန်းသွားဤတို့မလေးစားဖြစ် အဲ့ဒါပြောလေစီလေးမင်းတို့ကပြလေးမင်းတို့ကပြလေး ကြပြအကြောင်းပဲပြော ပြောရပါလေ ငါ rapper ဟောကပြရောက်ပြောနေဒီမှာဘာရက်ပါတော့ မိုက်တော့မိုက်ဟဲ့တို့ကကြပြသူက rapper တမျိုးပြောင်း ခို သွား င်း တော့ တဲ့ ဆုံးလုံးကြီးနော်ရက်ပါဘာရက်ပါလေ နားထောင်ကြလား လက်ထောင် ယိုယိုခင်မောင် ခင်မောင်တရားမှမရှိဒီမှာဟိုဒီတိုင်းရှိတယ်အကိုဖြဲရှိတယ်ကွာမောင်ခင်မောင်သွားမရှိ ကျွန်တော်ဆိုမှကျွန်တော်ဆို အေးဟုတ် ခွေးရည်ကိုချုပ်ပြစ်လို့ဖုတ်ပြစ်တဲ့ပုံမြင်လို့ခွေးရည်ကိုချုပ်ပြစ်လို့ဖုတ်ပြစ်တဲ့ပုံမြင်လို့စုံမြတ်ရည်ခင်စီခပါလို့ခင်ရီကငိုဖုတ်ပြစ်တုံခိုးမယ်ဆိုခွေး
ဖို့ကလာတီဖုတ်ပြတုံခွေးဖုတ်ပြတုံခိုးမယ်ဆိုခွေးဖို့ကလာတီကျင်စိုးကိုဇွတ်တင်လို့ဖုတ်ပင်ကိုခွေးဝင်ချတာခံရကကြီး မိုက်တယ် ကျင်စိုးကိုဇွတ်တင်လို့ဖုတ်ပင်ကိုခွေးဝင်ချတာခံရကကြီး မိုက်တယ် ကျင်စိုးကိုဇွတ်တင်လို့ဖုတ်ပင်ကိုခွေးဝင်ချတာခံရကကြီး မိုက်တယ် ဖုတ်ပင် ဟာပါပြီတော့ကမပြီးတော့ပြီးအောင်မှာတော့ပြီးအောင်မှာတော့ဒီနေ့ ဒီလိုပါတရားလိုပါတယ်ခဏ မိုက်လိုက်တာရ မိုက်တယ်လေ ရပါတော့ ဟာ မင်းကြီးတာ မောင်မိုးရေကြီးပဲလေကွာ ခင်းနေဟိုတာပဲဆိုတာ မမို့အကိုတို့အားလုံးကသူများကြပြားတွေဖတ်တာ ဟာလုပ်ပြီ နော်သူများကြပြားတွေအဲ့လို live ဖတ်တာကျွန်တော်မကြိုက်ဘူးကျွန်တော်က မောင်မိုးရေကြီးကြပြပဲဖက်လိုက်ပါအောင် အဲ့လိုပဲဖတ်မလဲ အေး ဟိုတာပဲပေါ့ ဟိုတာပဲလား မဟုတ်ကျွန်တော်ဒီဟာ ဘယ်တာလဲ ဟိုတာလေ ဘယ်တာလဲ ဒါဖုတ်ပင်ကိုခွေးကြတာခံရသည် အော်မဟုတ်အဲ့ဒါမဟုတ်တော့ ဟုတ်တယ် ဟုတ်ခဏမို့အဲ့ကောင်လေးလို့အဲ့ကောင်လေးကခြေသွားလက်ဆော့ရှိတယ်လို့ကျွတ်ပြန် အဲ့လိုလုံးနေကြ ပေါ်တာကဆွဲဘုံကကျဲ စစ်သေးကပူငွေကယူချစ်သူကညီဈေးကကြီးရောဘယ်လောက်လဲဩလောက်ပါ ဟုတ်ပါ ကဲမီးကမောင်းကဲမီးကမောင်းလို့လက်စိမီးမောင်းတာကိုပြောတာ နားလေ နားမလည်မှာကြောက်လို့ ယူသေးကြီးပဲယူသေးကြီး ခွေးကဟောင်း ခွေးဘယ်လာကိုင်းတယ်ရောကြပြပြတ်သွားမယ် စစ်ရှောင်းကဆေးကပြတ်တနက်ကပြင်ရွာကနင်းငလင်ကလှုပ်အိမ်ကပြုတ်ကာချုပ်ကပျော်တက်ကခေါ်အိမ်ဘော်ကဆင်းရှေ့တန်းသွင်းသွေမီးနိုင်ငံငိုယိုတန်နဲ့စူညံပွက်လောရိုက်တကား ဩမောင်မိုးရေကြီးဟုတ်တယ် ဟုတ်တာပဲဟုတ်တာပဲမဟုတ်ကိုတော့မှားနေပြီလား ဟုတ်ပဲ ဦးမဘရေးရေးထားတာမဟုတ်ဘူးဘာတူလဲကျွန်တော်ရေးထားတာသူ့စာအုပ်တွေကနေပြီးတော့ကျွန်တော်စာရွက်ပေါ်မှာပြန်ရေးထားတာ ငါလေးကခြေသွားလက်ဆော့ရှိပါတယ်ဆို ခင်းပါတယ်အဲ့လိုရေးတယ်ဟိုတာပဲဆိုတာ ဟိုတာပဲအဲ့တော့ဟိုတာကဒီတာ ဒီတာနော်ဒါဘက်ကကြပြများ ပြည်သူဘက်ကကြပြများဆိုပြီးတော့ဆရာမောင်မူးပွင့်ရေကြီးကကြပြစာအုပ်ထွက်ထားတယ်ကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုတွေကဆရာမောင်မူးပွင့်ရေကြီးကဒီတော်လေးရေးမှာကြပြတွေရေးပေးနေကြနော်ဇညွန်းတွေရေးပေးနေကြနော်ဟိုတနေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာပိုးလေးတို့ရိုက်တဲ့အယုတ်တွေကြီးနော်ဇညွန်းဆရာမောင်မူးပွင့်ရေကြီးပဲရှေ့မှာဘာရသိတဲ့သူတော့နော်နောက်ကဘိုးကြီးကဲတဲ့ရဲဘော်ညူနော်ဘယင်ယူမှာဆိုလဲသူရေးထားတဲ့ဆရာမောင်မူးပွင့်ရေကြီးရဲ့ကြပြတွေဇညွန်းတွေအများကြီးပါတယ် မင်းတို့ကရေးပြီးငါကြောင့်တခါမရေးဘူးဒီ အယုတ်တယ်ကြီးလေဟာ ရုပ်တရမဟုတ်ငါဒါမှမဟုတ်ဟိုဒါမှရေးတာ ဟုတ်တာ ဟိုတာမှကြီးတာ ဟိုဒါမှရေး ကဲအဲ့တော့တအုပ်ကို တအုပ်ကိုကျွန်တော်တို့300ချက်ပေါ့ ဖတ်300 ဖတ်300 ဟုတ်ကဲ့ ဟုတ်တယ် ကျန်လာ ဟုတ်တာပေါ့ 200နဲ့ရောင်းလို့တော့ကျွန်တော်တို့က100တော့တိုးပါပြီ ဩမလဲတောင်းမှန်တာ လဲတောင်းမှန်တာရောင်းပါသူက200ပဲရောင်းမယ်လို့ 200ဆိုရင်လည်းအကုန်လုံးလဲဝယ်နိုင်တယ် သူကမြန်မာဝင်နဲ့တွက်တာ မြန်မာလူနဲ့ထွက်တာဒါပေမဲ့အဖေလို့300ရောင်းပါဘာလို့လဲဆိုတော့ तू ကလှူမဲ့ဟာနဲ့ तू ရင်းနှီးကြံထုတ်ထားတဲ့ဟာနဲ့နည်းနည်းမကိုက်ဘူးဖြစ်နေတယ်အဲဒါကြောင့်300နဲ့ ငါရှင်းပြလိုက်ဘာလို့ဟိုအရင်က200နဲ့ရောင်းတယ်200နဲ့ရောင်းတာကိုညီတော်မောင်တွေကဘာလို့300နဲ့တိုးပြီးရောင်းခိုင်းလဲဆိုတော့ကျွန်တော်200နဲ့ရောင်းတဲ့အချိန်မှာဝယ်တဲ့လူမရှိတိတ်ခါကြမှာဆိုတော့300ဆိုတော့မဝယ်နိုင်ဘူးဆိုပြီးတော့ မင်းရှင်းတာပို့ဆိုတယ် ဟုတ်ပါရှင်းပါ ဝယ်နိုင်တယ်ပြည်သူတွေကကျွန်တော်တို့ခုဒေါ်လာရေးအင်ကြီးတွေဒါဒီလိုအင်ကြီးတွေဒါဘူဘရာသာတို့အစရှိတဲ့ဒေါ်လာရေးထုတ်ကုန်ဒေါ်လာရေးပစ္စည်းတွေဆိုလို့ရှိရင်1000လဲဝယ်တယ်1000လဲဝယ်တယ်နော်အဲ့တော့ဘတ်ငွေ300ကျပ်ဆိုတော့မြန်မာငွေနဲ့ဆိုလို့ရှိရင်3000ကျော်ရှိမယ်ဒါပေမဲ့ရရှိတဲ့ငွေတွေကဒေါ်လာရေးတွေကိုစီးဆင်းမှာဖြစ်တယ်နော်စီးဆင်းမှာဖြစ်တယ် သူ့ရှင်းလေးတော့ ရင်းတော့ပြန်တော့မှာ ရင်းတော့ပြန်တော့မယ်ပြီးတော့ကြပြာအထဲမှာအပုတ်100ကျော်ပါတယ်အမတန်မှကောင်းတယ်ကျွန်တော်တို့တော်လိုင်းကာလမှာအသက်60ကျော်ဒီဆရာကြီးတယောက်ကဒါမျိုးတွေရေးပေးထားတယ်အများကြီးအမတန်မှကောင်းပါတယ် အဲ့တော့ကျွန်တော်တို့ကြပြာစာအုပ်တုပ်ဆိုတာထက်ပိုပါတယ်ဒါကအမှတ်တရသိမ်းထားရမယ်စာအုပ်တုပ်ဖြစ်တယ်ဒါလေးကိုကျွန်တော်တို့ပြည်သူတွေကိုပါဝင်ပြီးတော့ဝယ်ယူအားပေးဖို့နှိုးဆော်တယ်နော်ဝယ်လို့ရတဲ့နေရာတွေက ဝယ်လို့ရတဲ့နေရာတဲ့စင်ကာပူမလေးရှားတိုးကျူ ကဲအဲ့တော့ကျွန်တော်ဝယ်ရ ဝယ်ရတယ် ဝယ်လို့ရတယ်ကျွန်တော်တို့အောက်မှာ link ချပေးပါမယ်အဲ့မှာလည်းလာဝယ်လို့ရတယ်လို့ဒီမှာညီကိုတွေရှိတယ်ကိုဆက်ပြဲတို့ကိုပိုးလေးတို့အကုန်လုံးညီကိုတွေဒီမှာလည်းလာရောက်ဝယ်လို့ရပါတယ် မြန်ဝယ်လို့ရပါတယ် အဲ့တော့ကျွန်တော်ဒီရုပ်သံဖိုင်ရဲ့အောက်မှာဆရာမောင်မှုပွင့်ကြီးရဲ့ Facebook link ကိုလည်းချပေးထားတယ်အဲ့မှာဆက်သွယ်ပြီးတော့ဝယ်ယူအားပေးဖို့အတွက်နှိုးဆော်တယ်နော်ကျွန်တော်ကိုဆက်ပြဲကြီးလည်းပြောပြီးနည်းနည်းပြောပြီးပါ အော်ကျွန်တော်ဒီစာအုပ်ကို ကောင်းပြောတယ်ဗျာ ဆရာမိုးသူ့ရဲ့ဖုန်းနံပါတ်လည်းချပေးထားပါတယ် စိတ်ပါလက်ပါပြော အခုအဲ့ဖုန်းနံပါတ်မှာဘာလဲကွာငါ စိ ပြော တ်ပါ နေ လက် တော့ ပါပြောလို့ ညီလေးတိုင်းအခုပြပြောနေတာ ဟုတ်တယ်အခုပြပြော ဒီပါအရက်တွေကတက်ပတ်ပြေပြောပါ ဟောကျွန်တော်ဟိုဆရာမမိုးရေကြီးရဲ့ဒီတော်လန်ကြပြလေးကိုလည်းဝယ်ရောက်ပြီးတော့အားပေးကြပါဦး ဝယ်ယူတာလေးဝယ်ရောက်ဘယ်လိုဝယ်ရောက်တာတေ
တေချာတင်မေးတာပါစကားလေးမောင်း ဝယ်လိုက်ရင်သူတို့စီရောက်ပြီ ဟောဝေရောက် သဘောလား ဝေရောက်ဝေရောက်ဝေဆက်ဆက်ဝေ ကျေးဇူးပါမှာအားကိုကျေးဇူး ဘာ ဒါ လဲ ဆရာမိုးရဲ့ကျွန်တော်တို့ဒါသူ့ရဲ့အမှုပညာနဲ့ဒါကျွန်တော်တို့ဒီတော်လန်တော်လန်ကြပြာကိုကျွန်တော်ငွေရှာမယ်ရှာပြီးတော့တခါလှူမယ်နောက်ပြီးတော့ဒီစာအုပ်ဖို့အရင်နှုတ်ပြကျန်တာအကုန်လှူမှာပါအဲ့ဒီအတွက်ကျွန်တော်တို့လှူရင်းနဲ့ဒီဟာလေးကိုဝယ်ပြီးတော့ဖတ်ရှုကြပါဦး အဲ့တော့ကျွန်တော်တို့ပြည်သူဘက်ကကြပြများ